မြန်မာနိုင်ငံဟာနောက်ထပ်မြောက်ကိုရီးယားလိုဖြစ်လာနိုင်မလားနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအတွက်စူးစမ်းနေတဲ့မြန်မာစစ်ကောင်းဆောင်တွေရဲ့အိမ်မက်တွေဟာတကယ်ဖြစ်လာနိုင်သလားမြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပေါင်းမှုတည်ဆောက်မှုတွေနဲ့လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ထိယူရေနီယံတင်းစင်မှုလုတ်ဆောင်ဖို့စူးစမ်းနေတဲ့ဆိုတဲ့သတင်းတွေဟာ2009ခုနှစ်ကတည်းကထွက်ပေါ်လာခဲ့ပေမဲ့မြန်မာစစ်အစိုးရဘက်ကညှင်းဆိုတာမရှိခဲ့သလိုဝန်ခံတာမျိုးလည်းမရှိခဲ့ပါဘူးမြန်မာတပ်မတော်မှာအရာရှိသူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းကမြန်မာနိုင်ငံမှာယူရေနီယံတူးဖော်မှုတွေနဲ့အတူနျူကလ িয়ার တပ်ရင်းတစ်ခုထားရှိပြီးနျူကလ িয়ার လက်နက်နဲ့ဒုံးကျည်တွေထုတ်လုပ်ဖို့စူးစမ်းနေတဲ့ဆိုတဲ့အထောက်အထားတွေကို2010ခုနှစ်မှာထုတ်ဖော်ပြသခဲ့ပါတယ်နျူကလ িয়ার စွမ်းထုတ်လုပ်မှုနည်းပညာနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုနည်းပညာကတူညီတဲ့အခြေပြုချက်တွေပေါ်မှာတည်ရှိပါတယ်အခုမြန်မာနိုင်ငံရဲ့နျူကလ িয়ার နည်းပညာရယူမှုဟာနှမျိုးအနေနဲ့ဆောင်ရွက်နိုင်တယ်လို့နိုင်ငံတကာကထင်မြင်ယူဆကြပါတယ်စစ်တပ်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုစူးစမ်းနေတာကိုမြိုင်ဆက်ယုံတွေကဒုတိယဆက်ယုံတာဝန်ကဟောင်းဖြစ်တဲ့ဗိုလ်မှူးဟောင်းစိုင်းတင်းဝင်းကနေစစ်တပ်ကမြောင်းလိုင်ကောင်းတွေတိဆောက်တာတာဝေးပစ်၃ကျင်းတွေထုတ်လုပ်တာနျူကလ িয়ার လက်နက်ရရှိဖို့စူးစမ်းနေတာတွေကိုအထောက်ထားချက်လက်တွေနဲ့ DBB သတင်းဌာနကို2010မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার သုတေသနအဆောက်အဦတိဆောက်ဖို့ရုရှားနိုင်ငံကအနည်းဆုံး9နှစ်ကြာကူညီခဲ့ရဖြစ်ပါတယ်။နောက်ဆုံးယခုချိန်မှာတော့စစ်ကောင်စီကအသေးစားနျူကလ িয়ার တပ်အားပေးစက်ရုံတွေကို2026မှာစတင်ထုတ်လုပ်တော့မယ်လို့သတင်းထွက်ပေါ်အတည်ပြုလာပါတယ်။စစ်အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းရေးအတွက်အသုံးပြုမယ်လို့ဆိုပေမဲ့လူအများစုကတကယ်တော့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ရည်ရွယ်နေတာပဲလို့ယုံကြည်နေကြပါတယ်။2009ခုနှစ် IAEA စီရင်ခံစာအရမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်အစီအစဉ်ကိုလှုပ်ဆောင်နေတာဖြစ်နိုင်တယ်ဆိုပြီးတန်တရားဖြစ်ခဲ့ပြီး2011ခုနှစ်မှာ NPT နျူကလ িয়ার လက်နက်မပြန့်ပွားရေးသဘောတူစာချုပ်ကိုချိုးဖောက်နေတာကြောင့်အမေရိကန်ကမြန်မာစစ်တပ်ကိုတန်တရားဖြစ်ခဲ့ပါတယ်2022ခုနှစ်မှာတော့အမေရိကန်အေဂျင့်တွေကမြန်မာနိုင်ငံမှာနျူကလ িয়ার ကုန်ကြမ်း9တန်ခါထုတ်လုပ်နိုင်တယ်ဆိုတာကိုပြောဆိုခဲ့ပြီးဂျပန်ယာကူဇာကောင်းဆောင်တာခက်ရှိအေဘီဆာဝါကိုမြန်မာနိုင်ငံမှာနျူကလ িয়ার ကုန်ကြမ်းတွေနိုင်ငံတကာမှာမွန်ခိုရောင်းဝယ်ဖို့ကြိုးစားခဲ့တာကြောင့်တရားစွဲခဲ့ပါတယ်မြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းအင်အသုံးချမှုဟာ1955ခုနှစ်ကတည်းကစတင်ခဲ့ပြီး1992ခုနှစ်မှာ NPT သဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်1990ခုမှာတိတ်ပန်တဲ့နည်းပညာဝန်ကြီးဌာနလက်အောက်မှာနျူကလ িয়ার ဌာနတည်ထောင်ခဲ့ပြီးနောက်ပိုင်း2000ခုနှစ်မှာရုရှားနဲ့နျူကလ িয়ার သုတေသနတပ်ပေါင်းဖို့တည်ဆောက်ဖို့ဆွေးနွေးခဲ့ပါတယ်တို့တော့လေ2000ခုနှစ်မှာမြန်မာနိုင်ငံနဲ့မြောက်ကိုရီးယားအနီးကပ်မှုပုံမှုဖြစ်လာပြီးနျူကလ িয়ার နည်းပညာပံ့ပိုးပေးမှုအတွက်တန်တရားဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာတကယ်ပဲမြောက်ကိုရီးယားလိုနျူကလ িয়ার နည်းပညာရှိတဲ့တိုင်းပြည်ဖြစ်လာနိုင်မလားဆိုတာကတော့ရုရှားနဲ့မြောက်ကိုရီးယားကနည်းပညာနဲ့အကူအညီပေးမပေးဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ရုရှားယူကရိန်းကျူးကျော်စစ်အပြီးမှာအပေခံနိုင်ငံဖြစ်လာခဲ့ပြီးအရင်ကအပေခံနိုင်ငံဖြစ်နေခဲ့တဲ့မြောက်ကိုရီးယားနဲ့စစ်ရေးမဟာမိတ်ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ခဲ့ပါတယ်။မြန်မာနိုင်ငံကိုလည်းမြောက်ကိုရီးယားဆက်သွင်းသွားမလားဆိုတာတော့ပူတင်အပေါ်မှာလည်းအများကြီးမူတည်နေပါတယ်2001ခုနှစ်မှာနိုင်ငံတော်အေဂျင့်တရားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီတို့ခေါ်တဲ့စစ်အာဏာရှင်ဗိုလ်ချုပ်မူကြီးတန်းရွှေအုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံဟာရုရှားနိုင်ငံနဲ့နျူကလ িয়ার သုတေသနတပ်ပေါင်းမှုတစ်ခုတည်းဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။အဲ့ဒီဆွေးနွေးညှိနှိုင်းမှုဟာမြန်မာနိုင်ငံက2000ခုနှစ်မှာ IAEA ကိုသုတေသနနျူကလ িয়ার တပ်ပေါင်းမှုတစ်ခုကနဦးတောင်းဆိုပြီးတဲ့နောက်မှာထွက်ပေါ်လာခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာခုခံမှုအနည်းဆုံးလမ်းကြောင်းကိုရွေးချယ်ခဲ့ပြီးနျူကလ িয়ার စွမ်းဆောင်ရည်ထုတ်လုပ်ရန်ရုရှားရဲ့အထောက်အကူပြုမှုကိုရယူဖို့ကြိုးပမ်းခဲ့ပါတယ်။အဲ့ဒီအထောက်မှုကိုအမေရိကန်နိုင်ငံဆိုင်ရာမြန်မာတပ်မဟောင်းဦးတောင်းနဲ့အမေရိကန်မှာလေ့ကျင့်သင်ကြားထားတဲ့နျူကလ িয়ার သိပ္ပံပညာရှင်တိန်းပူစောတို့ကဥဆောင်ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာအာဏာပိုင်တွေအလိုရှိတဲ့ရုရှားလုံးနျူကလ িয়ার သုတေသနတပ်ပေါင်းဖို့ဟာနောက်ပိုင်းမှာနျူကလ িয়ার ကိရိယာအတွက်ပလူတိုနီယံထုတ်ယူခဲ့တဲ့မြောက်ကိုရီးယားမှာရခိုင်ဆိုဗီယက်က1965ခုနှစ်မှာထည့်သွင်းတပ်ဆင်ပေးခဲ့တဲ့9 မီဂါဝတ်သုတေသနနျူကလ িয়ার တပ်ပေါင်းမှုနဲ့ဆင်တူနေတာကိုသတိပြုမိခဲ့ပါတယ်။အဲဒါကြောင့်လေးလာသူတွေကစိုးရိမ်ခဲ့ကြပါတယ်။ရုရှားနျူကလ িয়ার တပ်ပေါင်းမှုသဘောတူညီမှုဟာအရင်ကပြည့်ပြည့်ခဲ့ပြီးတဲ့နောက်မှာ2000ခုနှစ်မှာမြောက်ကိုရီးယားနဲ့ပူးပေါင်းမှုတွေကိုတည်ရင်ဝင်ပြန်လည်ထူထောင်လိုက်တဲ့အခါမှာမြန်မာနျူကလ িয়ার ရည်မှန်းချက်ကိုစိုးရိမ်မှုတွေဆက်လက်တိုးမြင့်လာခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးရုရှားကိုနျူကလ িয়ার ဆိုင်ရာတောင်းဆိုကမ်းလှမ်းမှုတွေနဲ့အတူမြန်မာနိုင်ငံမှာမြောက်ကိုရီးယားနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်းကိုထင်မြင်ယူဆချက်တွေကကောလာဟာလာတွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်။1983ခုနှစ်ရန်ကုန်မှာဘုံပေါက်ကွဲတာကြောင့်တောင်ကိုရီးယားအစိုးရဖွဲ့ဝင်16ဦးတေဆုံးပြီးတဲ့နောက်မှာမြောက်ကိုရီးယားနဲ့ဆက်ဆံပူးပေါင်းမှုပြတ်ပြားခဲ့ပါတယ်။ဒါပေမဲ့ကာလရှိကြစွာစစ်တပ်အုပ်ချုပ်မှု88အရေးတော်မှာအကြမ်းဖက်နိုင်တဲ့မှုတွေကြောင့်မြန်မာနိုင်ငံဟာအပေခံနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။အကျိုးဆက်ကတော့တတိယဗိုလ်ချုပ်ကြီးတိန်းထေးရဲ့အကြံပေးမှုနဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့စစ်အာဏာရှင်အုပ်ချုပ်ရေးဟာမြောက်ကိုရီးယားကို2000ခုနှစ်တွင်မှာလက်ကမ်းဆက်သွယ်ခဲ့ပါတယ်။2003ခုနှစ်မှာတော့နျူကလ িয়ার တပ်ပေါင်းမှုနည်းပညာလေ့လာဖို့မြန်မာပညာရှင်30ဦးကိုမြောက်ကိုရီးယားကိုစေလွှတ်ခဲ့ပါတယ်။2003ခုနှစ်နဲ့2006ခုနှစ်အတွင်းမှာနေပြည်တော်မှာမြေအောက်လိုင်ကောင်းတွေဆောက်လုပ်ရေးအတွက်မြောက်ကိုရီးယားပညာရှင်တွေမြန်မာနိုင်ငံမှာ
ရှိနေကြတယ်လို့ဆွဆွဲမှုတွေရှိခဲ့ပါတယ်2009ခုနှစ်မှာမြောက်ကိုရီးယားကမြန်မာနိုင်ငံမှာတန်ယုံပြန်လည်ဖွင့်လှစ်ပြီးတော့တယုံဝဲဆက်ဆံရေးဖြစ်လာခဲ့ပါတယ်အမောင်ချထားတဲ့ဆက်ဆံရေးကိုအလင်းပြခဲ့တာကတော့2008ခုနှစ်နိုဝင်ဘာလမှာမြောက်ကိုရီးယားကိုတွားရောက်ခဲ့တဲ့နာအဖကိုယ်စားလှယ်တွေရဲ့စာရေးစာတမ်းတစ်ခုပေါက်ကြားလာတဲ့အခါမှာဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်မှာမြန်မာဗိုလ်ချုပ်ကြီးတွေဟာစစ်စခန်းအများပြားကိုတွားရောက်ခဲ့ပြီးစစ်ရေးပူးပေါင်းမှုခိုင်မာစေဖို့မြောက်ကိုရီးယားတပ်မတော်ညီနိုင်ကိုကဲရေးမှုကန်ဂျုတ်စစ်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။စစ်ဖက်ဆိုင်ရာခိမီတိုးတက်စေရေးနဲ့လိုင်းကောင်းနည်းပညာလွှဲပြောင်းပေးရေးအလေးပေးတဲ့သဘောတူညီမှုတစ်ခုကိုနှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီပေါက်ကြားမှုကြောင့်မြောက်ကိုရီးယားကနောက်ပိုင်းလာရောက်လက်ပတ်တာတွေကိုလုံခြုံရေးတင်းကျပ်ခဲ့ပြီးမြန်မာအရာရှိ2ဦးကိုတည်တံ့ချမှတ်ခဲ့ပါတယ်။နိုင်ငံအကြမ်းတရားမှုလက်နက်ရောင်းဝယ်မှုဆွဆွဲချက်တွေဟာဆယ်စုနှစ်အထိဆက်ရှိနေခဲ့ပါတယ်။ဩဂုတ်လ2008ခုနှစ်မှာအီရန်ကိုအမန်ဒရီကတဆင့်တွားရောက်မဲ့မြောက်ကိုရီးယားလေယာဉ်ကိုအိန္ဒိယကမြေပြင်ကိုဆင့်သက်ခိုင်းခဲ့တဲ့အခါနိုင်ငံတကာအတိုင်းအဝန်ကသတိပြုမိခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာမြန်မာကိုဦးတည်နေတဲ့မြောက်ကိုရီးယားရေယာဉ်ကိုအမေရိကန်ရေတပ်ကလိုက်လံကြားဖြတ်မှုတွေ2009ခုနှစ်နဲ့2017ခုနှစ်တည်းမှာတိကျသည်ဖြစ်ပေါ်ခဲ့ပါတယ်။မြန်မာဆိုရရရှိတွေကနျူကလ িয়ার ရည်မှန်းချက်ဟာငြိမ်းချမ်းတဲ့ရွေချက်အတွက်ပဲဖြစ်တယ်လို့ခုခံပြောဆိုခဲ့ပေမဲ့ရုရှားရဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার ဖွံ့ဖြိုးတိုးတက်ရေးအခမ်းကဏ္ဍကဆော်ဝဲနဲ့လီကျင်းတင်ကြားရေးဖြစ်ပြီးမြောက်ကိုရီးယားကတော့အမာထေပေါ်မှာအလေးပေးထားတဲ့အကြောင်း2009ခုနှစ်မှာမြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတပ်မှမိုက်ကယ်ချန်ကအတည်ပြုမှတ်ချက်ပေးခဲ့ပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার လက်နက်အစီအစဉ်တွေကိုမကြာခဏဆွဆွဲမှုတွေကအတိုက်ခံဖွဲ့တွေနဲ့အစိုးရမဟုတ်တဲ့ဖွဲ့တွေက2010ခုနှစ်မှာပြုလုပ်ခဲ့ကြပါတယ်တိတထင်ရှားမှုအရှိဆုံးကတော့မြန်မာစစ်တပ်ကနေထွက်ပြေးပွက်ပြောင်းလာတဲ့ရုရှားမှာနျူကလ িয়ার နဲ့ဆက်စပ်သက်ဆိုင်တဲ့လေ့ကျင့်တဲ့ကြားမှုတွေရရှိခဲ့တယ်လို့ဆွဆွဲခံရတဲ့ပုံမှုစိုင်းတင်ဝင်းကမန္တလေးနဲ့မကွေးမြို့အနီးမှာနျူကလ িয়ার အဆောက်အအုံများတည်ရှိတဲ့အကြောင်းကိုစာရေးစာတမ်းတပ်ပုံတွေကို DVB က2010ခုနှစ်မှာကူးကားဖော်ပြခဲ့ပါတယ်။တန်တရားတွေဆက်လက်ဖြစ်ပေါ်နေတဲ့အချိန်မှာပဲအမေရိကန်သမ္မတဘားတဲ့အိုဘားမားကမြန်မာနိုင်ငံကို2012ခုနှစ်အလည်ပတ်လာခဲ့ပြီးတဲ့နောက်မှာမြောက်ကိုရီးယားနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတစုံတရာမရှိတဲ့အကြောင်းကိုမြန်မာညှင်းဆန်ခဲ့ပြီးနျူကလ িয়ার သုတေသနစီမံကိန်းကိုဖျက်သိမ်းကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။စစ်တပ်က2014ခုနှစ်နဲ့2015ခုနှစ်တွင်မှာရုရှားရဲ့အထောက်ပံ့နဲ့အနုမြတာပေါင်းမှုတွေတည်ဆောက်ဖို့ဆက်လက်အားထုတ်ခဲ့ပါတယ်။2013ခုနှစ်လက်နက်ဆိုင်ရာသဘောတူညီမှုအပါအဝင်မြောက်ကိုရီးယားနဲ့လည်းဆက်လက်ဆက်ဆံနေဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံရူရေနီယာအဆက်မြင့်ရန်ပြန်လည်ပြုပြင်တဲ့စွမ်းဆောင်ရည်ရရှိပြီးပြီလားဆိုတာကိုလက်ရှိမှာရှင်းလင်းစွာမသိရသေးပါဘူး။မကြာသေးခင်ကလက်နက်မော်ခိုတွင်းသူဂျပန်ယာကူဇာခေါင်းဆောင်တဦးကိုမြန်မာနိုင်ငံမှာနျူကလ িয়ার ကုန်ကျန်းတွေပိုင်ဆိုင်နေကြောင်းဆွဆွဲချက်ဟာမိဂုများဆက်လက်ထွက်ပေါ်လာစေပါတယ်။ရှမ်းပြည်နယ်မှာရူရေနီယာတပ်ထုတွင်းလုပ်ငန်းတစ်ခုရှိတယ်လို့ရခိုင်ကဆွဆွဲခံခဲ့ရပေမဲ့ရှမ်းပြည်နယ်မှာလက်နက်ကင်တွေကနျူကလ িয়ার မော်ခိုကုန်တွယ်မှုနဲ့ချိတ်ဆက်မှုတစုံတရာမရှိဘူးလို့ညင်းဆိုခဲ့ပါတယ်။လက်စစ်တပ်အထုတ်ဖို့နျူကလ িয়ার တပ်ပေါ်မှုတိဆောက်တာကစပြီးနျူကလ িয়ার လက်နက်ဒုံးကြီးထုတ်လုပ်ရေးတွေကိုပါဆက်လက်အကောင့်ထဲပေါ်သွားနိုင်သလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာမြောက်ကိုရီးယားလိုအာဏာရှင်စနစ်တဆိုးရှိစေဖို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားမလားဆိုတာကတော့ရုရှားနဲ့မြောက်ကိုရီးယားရဲ့အကူအညီပေးမှုပေါ်မှာမူတည်နေပါတယ်။